နေဒီမှာရှိခဲ့ရင်ကောင်းမှာပဲ unboxing Did you guys hear that? Not bad. The idea is not bad. I wish you were here package 3ခုပို့ပေးထားတယ် first ဒုတိယနောက်ဆုံးတစ်ခုက ဒီ3ယောက် miss နဲ့ဒီလို styling လုပ်ကြည့်ကြအောင် အမဲလေးကိုဒီလိုပေါ့ပေါ့ပါပါပေါ့ပွားရရ street style လေးဝတ်ထားတယ်ကျောင်းမှာပါရလေအဲ့ဒီနေကြပန်းလေးတွေကတစ်ခုချင်းစီက hand painted တယ် I wish you were here ကိုလေသူတို့ရဲ့ neckline လေးနဲ့ shoulder အသွားလေးကိုတော်တော်လေးသဘောကျတယ် level ကျဲတာရွေးတာလုံးဝမရှိဘူးတိကျပုံကျနေရောပဲ This is like one of the local brands that I think is worth the price clean girl look လေးတစ်ဖြတ်သူကအဖြူစစ်စစ်ကြီးမဟုတ်ဘဲနဲ့ cream ရောင်လေးဆိုတော့ငိမ့်ငိမ့်လေးနဲ့မှအတန့် look လေးရတယ်ဒီလို t-shirt မျိုးဆိုနေ့လယ်ပိုင်း coffee ဆိုင်သွားတာဖြစ်ဖြစ်ဝတ်လို့မိုက်တယ်အကြိုက်ဆုံးလေးကိုနောက်ဆုံးမှထားတာဒီအညိုရောင်ရှိတ်လေးကတော်တော်လေးလှတယ်ညိုဝဝါရေးမဟုတ်ဘဲနဲ့ညိုခဲဘက်လေးသွားတာအရောင်တော်တော်လေးငြိမ်ပြီးတော့ luxury ဖြစ်တဲ့ feeling မျိုးပေးတယ်ဒီတစ်ခုကျတော့မစီ main ကလေးဆန်ဆန်ပုံစံမျိုးလေးညင်ညင် soft girl look လေးသွားထားတယ်ဒီ sunflower tea လေးကအရောင်၄ရောင်ထွက်ထားတယ် and this is one of the coolest things ဒီ brand လေးကလေအတူတွေအများကြီးထွက်တယ်အဲ့ဒီ t-shirt မှာပါတဲ့ rubber tag မှာ NFC လေးပါတယ်ပေါ့နော်အဲ့ဒါ phone camera လေးနဲ့ထိလိုက် sunflower ရဲ့ website လေးရောက်သွားပါလိမ့်မယ်အဲ့လိုနီးလေးနဲ့ authentication လေးလုပ်လို့ရတယ်နော် sunflower tea လေးခရီးသွားရင်လည်းထည့်ယူသွားလို့အရန်လှမဲ့ tea လေး unisex မလို့ main ကလေးရောယောက်ျားလေးရောဝတ်လို့ရတယ် 100% cotton သားပါ and thank you so much for watching and thank you I wish you were here for gifting me these gifts